မရေ ခရီးသွားရင်ဒီလိုအိမ်ဟောင်းကြီးမှာဘာလို့အိပ်ရတာလဲကြောက်စရာကြီး အေးပါကိုကိုရေတခြားအိမ်လည်းမရှိတော့လို့ပါ ဟဲ့ဒီအစ်စ်တွေရောက်ပြီဟဲ့ငကွေးရေဟုတ်ပါပြောင်ကြီးရအော်ဟစ်ပြီးပြေးအောင်လုပ်ပစ်မယ်မုတ်စိတ်ရေးအစင်သစ်လုပ်ထားအေးပါဟာ ဘိုက်စားလိုက်တာမိမရဲ့အိမ်ကြီးလဲ6ကကတ်နဲ့ အေးပါကိုကိုရေဘာနဲ့စားမှာလဲကိုကိုထမင်းဘူးထဲမှာကြက်ဥပစွန်နဲ့နန်းနန်းပင်တုပ်လေးပဲရှိတယ်နော် အားလုံးစားမယ် ပထမဆုံးတော့ပြောင်ကြီးကိုစားမယ် ပြီးရင်တော့ငကွေးကိုစားမယ်နောက်ဆုံးတော့မုတ်စိတ်ကိုစားမယ် ငါတို့ကိုစားမယ်တဲ့ဒီလူကတော်တော်ဆိုးတာပဲကဲကိုကိုအကုန်စားနော်ဘိုက်ပြအောင်စား ငါတို့ကိုအကုန်စားဖို့အားပေးနေတာပဲ ပြေးပြီဟဲ့ ငါတို့ကိုစားတော့မယ်ကျင်းနိုင်မှာတွတ်မယ်ထမင်းကလေးမြိတ်လိုက်တာ အင်္ဂါလေးအေးအေးချမ်းချမ်းပဲကိုကိုကလည်း စားရင်ကုန်အောင်စားနော်